ဒီနေ့မှာတော့ custom hash creation အကြောင်းကိုပြောတော့မှာဖြစ်ပါတယ်အဲ့တော့ custom hash creation ဖန်တီးမယ်ဆိုလို့ရှိရင်သူကဒီ block တစ်ခုဖန်တီးထားရမယ်အဲ့တော့ block တစ်ခုကိုထည့်ခြင်းတဲ့ပုံစံအတိုင်းသူရဲ့block တစ်ခုပေါ့နော် hash ထည့်မဲ့ပုံစံအတိုင်းလေးကို block တစ်ခုဖန်တီးထားမယ်အဲ့အတွက်သူကို block ဖန်တီးမှာဖြစ်တဲ့အတွက် bn ထား shortcut ကတော့ bn ထားအဲ့တော့ bn ထားကြောက်လာပြီဆိုလို့ရှိရင်ဖန်တီးမဲ့ block ပုံစံလေးတစ်ခုဖြစ်တဲ့အတွက် block 1 enter block 1ပြီးဆို pick point ထားမယ်နာမည်တစ်ခုပေးလိုက်တယ်နာမည်တစ်ခုပေးပြီး pick point နေမယ် pick point က center point ကိုထားမယ်ပြီးဆိုလို့ရှိရင် select object မှတ်မယ် select object မှတ်လိုက်တယ်ပြီးဆို enter ပဲအဲ့တော့ enter ဆို box လေးပြန်ကျလာမယ်အဲ့ခါမှာသူ့ကို okay ပဲတစ်ချက်နှိပ်ပေးမယ်အဲ့တော့ဒီနေရာမှာ block တစ်ခုဖြစ်သွားပြီအဲ့တော့မှအဲ့ block လေးကိုသူကဒီထဲမှာသွားချင်မှာဒီထဲမှာချင်မှာဖြစ်တဲ့အတွက်သူ့ရဲ့ command လေးကတော့super hash enter ပေါ့နော်အဲ့တော့ super hash ဆိုရဲ command လေးရိုက်ထည့်လေးရတယ်ဒီထဲကနေမှ express တွေကနေ super hash လေးနှိပ်ပေးမယ်super hash လေးနှိပ်ပေးမယ်ဆိုလို့ရှိရင်box လေးတစ်ခုကြာလာမယ်အဲ့ခါမှာဖန်တီးထားတာ block ဖြစ်တဲ့အတွက် block ထဲကနေသူကချင်မယ်အဲ့တော့ block လေးကိုတစ်ချက်နှိပ်ပေးမယ်ပြီးဆိုလို့ရှိရင် block 1ဆိုတာလေးကြာလာပြီဆိုလို့ရှိရင်ဒီတိုင်းလေးပဲသူ့ဘာမှမနှိပ်တော့ဘူး okay တန်းနှိပ်မယ် okay တန်းနှိပ်ပြီဆိုလို့ရှိရင် insertion point ချင်မဲ့နားလောက်လေးမှာ click တစ်ချက်ချမယ်ပြီးဆိုလို့ရှိရင် scale factor ဆိုလို့ရှိရင်1 enter ပဲအဲ့တော့ပြီးဆိုလို့ရှိရင် enter တွေပဲခောက်သွားမယ်0 direction ပဲဆိုတဲ့အတွက်0 enter ပြီးဆိုလို့ရှိရင် accepted ပဲဆိုလို့ရှိရင် yes ဆိုတဲ့အတွက် enter ထပ်နှိပ်လိုက်တယ်ပြီးတော့ extend ဆိုတာလာပြီပေါ့ extend ဆိုတာလာရင်ပန်းရောင်တိုင်းလာ margin line အတိုင်းသူ့တိုင်းကိုစမှတ်ချမယ်ဒီဘက်ဆုံးမှ rectangle ပုံစံလေးဆွဲပြီးမယ်အပေါ်ကနေ crossing ပုံစံလေးတစ်ခုဆွဲလိုက်မယ်ပြီးဆိုလို့ရှိရင် enter ချလိုက်မယ်ပြီးဆိုလို့ရှိရင် internet point ဆိုလို့ရှိရင် internet point ကိုတစ်ချက်နှိပ်မယ်ပြီးဆိုရှင်ရင် enter ဆိုပြီးတော့ပြုလုပ်လိုက်မယ်အဲ့တော့ဒါကကြတော့ custom hash creation တစ်ခုကိုဖန်တီးသွားတာဖြစ်ပါတယ်